မိဘပြည်သူများခင်ဗျာအခုမြင်တွေ့နေရတာကတော့အာဇာနည်ခေါင်းဆောင်ကြီးမန်းဘာခန်ရဲ့မိသားစုဝင်များဖြစ်ကြတဲ့သမီးဖြစ်သူဒေါ်မြင့်မြင့်ခိုင်မြေးဖြစ်သူဦးညီညီဆွေခိုင်တို့ကနေအာဇာနည်ခေါင်းဆောင်ကြီးများအားလာရောက်ပြီးတော့လွမ်းသူပန်းကွေချဂါရဝပြုနေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်ခင်ဗျာ